ပြောပြန်ခက်ခက်ခါပြောလဲပလန်ဆွဲတာပြီလေဘယ်သူပလန်ဆွဲတာရှင်းရှင်းလေးပဲ လမ်းဆွဲတဲ့အစီအစဉ် မပြပြမယ်နော် လမ်းဆွဲတဲ့အစီအစဉ် အခုကလေအခုပြပြမယ်နော်ဒါကိုခိုင်းလို့ဆိုရင်ခရီးရိုင်လို့ခေါ်တယ်သိလားဒါဖောက်ခင်းမှုအကြီးစားခိုးတဲ့မှုမှာ၃ဆင့်ရှိတယ်နေ့ကင်းဘက်ခိုးတာညနေဘက်ခိုးတာညဘက်ခိုးတာတူနော်ညဘက်ခိုးတဲ့အမှုကအကြီးဆုံးအပြင်မှာဒီတိုင်းရိုးဝင်ခိုးတာမဟုတ်ပဲနဲ့တကားကိုဒီလိုမျိုးခိုးတာဖြစ်ပြီးခိုးတာပို့ပြီးတော့အမှုကြီးတယ်ဒါကြိုတင်ပြန်စီမှုသိလား နဲ့လေးပြောလာတယ်နော် သူများလည်းရပါတကားကြီးအဲ့ဒါတွေကပြောပြမလို့တော့ဘူးတကားမှာအရာတွေကအကုန်လုံးရှိပြီးသားအဲ့ဒီအတွက်တွေကိုဒါဥပမာကိုပြောပြတာမတို့နဲ့လေးကတော့ငင်းစရာမလိုပြီလားအမှုလိုက်မှာလေးလိုက်မှာမဟုတ်ဘူးပြောပြတာနော်လူတွေကမတို့ပါဇက်စကားအထဲကစကားကိုယူကြမှာမဟုတ်ဘူးသူများတက်တဲ့ယူမှာဆိုတာရှိနေတဲ့ပစ္စည်းတွေတက်တဲ့ယူမှာတကားမှာသူခိုးတာဖြစ်သွားတဲ့လွဲရရင်အကုန်လုံးရှိတယ်